ဒီ drink ကကျွန်တော်အနန္တလာလဝနာ Singapore Lounge ပတ်ဝန်းကျင်မှာရှိတဲ့ငှက်တွေကို inspire ယူထားတာဖြစ်ပါတယ် resort ထဲမှာငှက်တွေဟာတော်တော်လေးလိုလတ်ပျော်ပွားနေတာတွေ့ရပါတယ်ဒီမှာအနည်းမတွေ့ပါဘူး feel safe feel happy ဆိုတာနေတိုင်းတွေ့နေရတဲ့ကျွန်တော်ခံစားမိပါတယ် okay လိုလတ်ပျော်ပွားနေတဲ့ငှက်တွေကိုကြည့်ပြီးတော့ feel free ဆိုတဲ့နာမည်တော့ရပြီ ingredient ကိုဘယ်လိုစဉ်းစားမလဲကျွန်တော်လည်းသူတို့လိုပါပဲ feel free ပါကျွန်တော်ကြိုက်တဲ့ ingredient တွေကိုလိုလိုလတ်လတ်လေးစဉ်းစားဖြစ်ပါတယ် Havana 7 Vanilla Tabasco Tropical Fruit Note လေးနဲ့တော်တော် smooth ဖြစ်တဲ့ rum ပါကျွန်တော်ကြိုက်ပါတယ် Peach Liquor Fruity cocktail တွေဖန်တီးတဲ့အခါအများနဲ့စဉ်းစားဖြစ်တဲ့အရက်ရှို့တစ်မျိုးပါ Passion Fruit is my favorite fruit to make cocktails Tropical cocktail တွေအတွက်အကောင်းဆုံးသီးသီးတစ်မျိုးလို့အောင်ပြောလို့ရပါတယ် Orange Almond Cordialကျွန်တော်လောက်မဟုတ်ပါဘူး orange နံ့ကိုတော့တော်တော်များများကြိုက်ပါတယ် okay ကျွန်တော်ကြိုက်တဲ့ ingredient တွေကိုပေါင်းထည့်ပြီးတဲ့နောက်မှာအနံ့ရတာမွေးကြိုက်ပြီး complex ပိုဖြစ်သွားအောင်ကျွန်တော် Angostura နဲ့ထည့်ပါတယ် flat ဖြစ်နေတဲ့ drink ကို smooth ပိုဖြစ်သွားအောင် foamy ထည့်ပါတယ်ဆိုတော့ feel free ဆိုတဲ့ drink ကို feel free ဆန်ဆန်ပဲဖန်တီးဖြစ်ခဲ့ပါတယ် feel free rum base fruity and complex okay the Zem is calling နဲ့ပြန်တွေ့ပါမယ်See you.